ဒီတက်တူးလေးကိုတဲ့ပြန်အုပ်ချင်လို့တဲ့လိုင်းတိုင်အောင်မှာဘယ်တက်တူးအစတစ်ကောင်းလဲဗျာတဲ့ဈေးမကြောက်ပါတဲ့နော်ပုံကတော့တော်တော်ဆူဆူရွရွပုံကွာဘာပုံရွမသိဘူးဟမ်ဘိန်းနေရောအပေါ်ကလည်းအင်္ဂလိပ်လိုရေးထားသေးတယ်ကျွန်တော်မရှက်တန်းဝင်ခံရမယ်ဆိုကျွန်တော်အင်္ဂလိပ်စာကြတော့ကောင်းမင်းရဘူးနော်လူလေ ARSENAL ဘာလဲမသိပါဘူးကိုလည်းကောင်းမသိဘူးเนาะရှော့ပြောချင်တာကလေတက်တူးထိုးမယ်ဆိုရင်ပေါ့เนาะအဲ့လိုမျိုးအတိတ်ပဲရှိထိုးပါပေါ့เนาะအတိတ်ပဲမရှိတဲ့ဟာတွေရှောက်ထိုးလို့ရှိရင်ပေါ့เนาะဒီမှာတစ်ခါထိုးရလဲနားတယ်ကာဗာအပ်ပြန်လုပ်ရင်လည်းတစ်ခါနားတယ်ပေါ့เนาะငွေလည်းနှစ်ခါကုန်တယ်အသားလည်းနှစ်ခါနာခိုင်းရတယ်ပေါ့เนาะအခုကြည့်နေကျွန်တော်ရဲ့ brother တွေကိုပြောချင်တာတော့တက်တူးထိုးမယ်ဆိုလို့ရှိရင်တော့အတိတ်ပဲရှိတာတွေထိုးပါအတိတ်ပဲမရှိတာတွေရှက်ရှောက်မထိုးပါနဲ့လို့ပြောချင်ပါတယ်เนาะဆင်းမလားအစိတ်ခံရမှာပဲတော့ဘလုံးနေသဘောကျဟေးငါ့ကိုအဖြစ်ပြီးတော့လေတဲ့ငါကြီးစားထားလို့မဖြစ်ဘူးတဲ့ကြီးစားထားရင်တိုက်ကပြန်ခေါ်มาတဲ့အမေကပြောတယ်ရှော့ဒါကတော့တော်တော်များများကြုံမှုလိုက်မယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်ကိုယ်တိုင်လဲတိုက်ကပါနော်ဟမ်ငါကတိုက်ကပါကျွန်တော်ကိုယ်တိုင်လဲနော်ဘာလဲဟေးငါ့ကိုအဖြစ်ပြီးတော့လေတဲ့ငါကြီးစားထားလို့မဖြစ်ဘူးကြီးစားထားရင်တိုက်ကပြန်ခေါ်มาတဲ့အမေကပြောတယ်အမေကပြောတာမဟုတ်ဘူးအဲ့ဒါဘေးတင်ဆရာပြောတာသဘောပေါက်လားကျွန်တော်တို့နည်းနည်းလေးပေါ့နော်နေရတာသိအစင်မပြေလို့ဘေးဒီနေပါသွားမေးလိုက်တယ်ဆိုရင်တိုက်ကဖြစ်ဖို့များပါတယ်နော်ဟိုလွန်ခဲ့တဲ့လာကပေါ့နော်ကွန်မန့်အောက်ဒီမှာတော်တော်များများတွေ့ကြမှာပေါ့ဗာလဲဟိုဗီဒီယိုရဲ့ကွန်မန့်အောက်မှာလဲနေမျိုးအောင်ဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာလဲနေမျိုးအောင်တနေမျိုးတဲ့အောင်နေတာနေမျိုးအောင်ရဲ့အတိတ်ပဲကိုမသိရလူတွေအခုတခါတည်းရှင်းပြမယ်နေမျိုးအောင်ဆိုတဲ့အတိတ်ပဲကနေနိုင်သွားတဲ့လူတယောက်ကိုမျိုးတဲ့အမျိုးမျိုးကတ်တွယ်မနေပါနဲ့တဲ့အောင်နေနိုင်အောင်ကြိုးစားပါတဲ့နော်အဲ့ဒါကိုနေမျိုးအောင်လို့ခေါ်တယ်နော်အဲ့ဒါကိုတလွဲအသိရေးသိပြီးတော့နေမျိုးအောင်ဆိုရဲ့အတိတ်ပဲကိုသိသွားတော့ငိုကျင်သွားပြီမလားဟမ်နေမျိုးအောင်ဆိုရဲ့အတိတ်ပဲကိုသိတော့ငိုကျင်သွားပြီမလားဟမ်သဘောကျရတယ်နော်ဆင်းမလားအခုရေးတဲ့နှစ်ခွဲလောက်ဆိုဘာဖုံးဝယ်သိမ့်လဲတဲ့မင်းကလေးကင်မှုပါနှစ်ခွဲဆိုမဝယ်နိုင်အောင်ညီမလေးတဲ့ဟင်းဘာလို့ကိုကြီးစိုးရင်လို့တဲ့နေပူတဲ့ညနေမှလာဝယ်ကျွန်တော်သူ့ကောင်လေးပြဩရတယ်လေးတဲ့အခုလာခဲ့လိုက်တယ်မင်းတို့ပဲတက်လဲတက်နိုင်ပါနော်တက်လဲတက်နိုင်မှာဗာလဲကိုကြီးစိုးရင်လို့နေပူတဲ့ညနေမှလာဝယ်ကျွန်တော်သူ့ကောင်လေးလည်းပြောရောဗာလဲဩရတယ်အခုလာခဲ့လိုက်မင်းတို့ရဲ့စိတ်ထားလေးကမုံမြက်တယ်နော်သဘောကျရပါတယ်အင်မတန်မှသဘောကျရပါတယ်နော်တဲ့ဘာဖြစ်ပြန်ပြီလဲဟာတဲ့စာလဲတနေကုန်မပြန်ဘူးတဲ့ဘာဖြစ်လို့လဲရှင်ကမေ့နေမှာပေါ့တဲ့ဘာကုန်လဲတဲ့ရှင်ကျမကိုမနစ်ကဒီချိန်မှာအော်ရာလေးတဲ့ဟာမိမတွေအညိုတီကြီးလိုက်ပုံမှာနော်မနစ်ကဒီချိန်အော်ထားခဲ့တာကိုသူတို့နာယီချိန်နဲ့မှတ်ထားလာတော့မှတ်ရတယ်နော်မနစ်ကဒီချိန်မှာအော်ခဲ့တာတဲ့နော်နော်ဗာလဲတဲ့ဘာဖြစ်ပြန်ပြီလဲဆိုစာလဲတနေကုန်မပြန်ဘူးတဲ့ဘာဖြစ်လို့လဲတဲ့ရှင်ကမေ့နေမှာပေါ့တဲ့ဘာကူလဲရှင်ကျမကိုမနစ်ကဒီချိန်မှာအော်ရာလေးတဲ့နော်ပညာတွေလည်းရပါတယ်နော်ဒီခေတ်ကြီးမှာပေါ့နော်ယောက်ျားရင်ကြိုက်တာတွေဘာကြောင့်ပေါ်လဲဆိုတော့ဒီလိုမျိုးရစ်ပုံရင်နီးတွေကြောင့်မိန်းမတွေကိုစိတ်ကုန်သွားပြီးယောက်ျားတွေနဲ့တွတ်တွေ့တာမထူးဆန်းပါဘူးနော်သဘောကျတယ်တဲ့ကိုကိုတို့ official တွဲအောင်လေးတဲ့စနိုက်ကြော်ကြမှာဆိုလို့ဥထားတာလားရုပ်ဆိုးလို့ချမပြကျင်တာဟေးတဲ့တပ်ပကိုဥတဲ့ကိုဇွတ်အထင်ကြီးပြီးတော့ဗာလဲစနိုက်ကြော်ကြမှာဆိုလို့ဥထားတာလားရုပ်ဆိုးလို့မပြကျင်တာဟေးတပ်ပကိုဥကိုပေါ့နော် feed တက်ပြီးတော့ငါကောင်မလေးကငါ့ကိုစနိုက်ကြော်မှာမလို့ဥထားတာလားမှတ်မနေနဲ့နော်ရုပ်ဆိုးလို့ချမပြကျင်တာလဲဖြစ်နေအောင်မယ်သဘောကျရဲ့ကျေးဇူးတင်ပါတယ်လို့ဘရိုးတဲ့ကျွန်တော် Facebook သုံးနေပေါ့နော်ထွက်သွားလို့တဲ့ဘာဖြစ်တာလဲမသိဘူးတဲ့သူ့ဟာသူထွက်သွားတာလားတဲ့ဟုတ်တယ်ဘရိုးတဲ့မနေချင်လို့ဖြစ်မှာပေါ့ဗျာတဲ့ကျင်းအောင်ဗရာသားညာဗရာသားရဲ့စကားကြီးကပြင်းထန်ပြတ်သားလုံးတယ်ဗျာနော်ဗာလဲဘရိုးတဲ့ကျွန်တော် Facebook သုံးနေပေါ့နော်ထွက်သွားလို့ဘာဖြစ်တာလဲအကြံလေးသွားတောင်းကမှာဗာလဲသူ့ဟာသူထွက်သွားတာလားဟုတ်တယ်လေပြောရောဗာလဲမနေချင်လို့ဖြစ်မှာပါနော်မနေချင်တဲ့လူကိုဆွဲထားတာအင်မတန်မှပင်ပန်းပါတယ်ပေါ့နော် No God please no တဲ့ရှင်းတယ်ကိုမှာကိုဝင်ရှိနေပြီဟာဘလူးကြီးတော့ကိုမှာကိုဝင်ရှိနေပြီမင်းဟာမင်းဘယ်ကောင်မှနဲ့ရမှန်းမသိတဲ့ဟာဟောရတယ်ငါဘာသာရအောင်မွေးမာနဲ့နင့်မှလည်းအကိုရှိရဆိုတော့မမေ့နဲ့ဟာယောဘလူးကြီးတော့ကွာဘလူးကြီးတော့စောက်တလွဲတွေပါတင်းကြီးရှင်းတယ်ကိုမှာကိုဝင်ရှိနေပြီတဲ့မင်းဟာမင်းဘယ်ကောင်မှနဲ့ရမှန်းမသိတဲ့ဟာဟုတ်တယ်ရတယ်ငါဘာသာရအောင်မွေးမာနင့်မှလည်းအကိုရှိရဆိုတော့မမေ့နဲ့အသားတွေပါတဆက်ဆက်တောင်းစာဖတ်ပြီးအသားတွေပါတဆက်ဆက်တောင်းရတဲ့အဖြစ်မျိုးနော်နင်တို့မင်းကလေးတွေလည်းကြည်တာနော်ငါတို့ယောက်ျားလေးတွေဒီခေတ်ကြီးမှာအပျော်ရအောင်မကြံနဲ့နင်တို့မှလည်းအကိုတွေနော်အဖေတွေရှိရဆိုတော့မမိန်နဲ့သဘောပေါက်လားစကူနေ
ငဲရှင်ကိုကိုတဲ့အရန်ရိုင်းနေရဆိုတဲ့မဟုတ်ပါဘူးတဲ့ကိုကိုကလည်းတဲ့အင်းပါတယ်ဒါနဲ့ကိုကိုတဲ့ဟုတ်ငဲရန်ရိုင်းနေလို့ဘယ်ဖက်လူးမကပြောတာလဲတဲ့ကောင်မလေးကတိတ်မရိုင်းရှာပါဘူးဘသူတွေတွေးထိုးလို့တွေးထိုးလိုက်မှမသိဘူးเนาะကိုကောင်မလေးကရိုင်းတာလည်းမဟုတ်ဘူးဘာလဲငဲတဲ့ရှင်ကိုကိုတဲ့အရန်ရိုင်းနေရဆိုတဲ့မဟုတ်ပါဘူးတဲ့ကိုကိုကလည်းအင်းပါတယ်ဒါနဲ့ကိုကိုတဲ့ဟုတ်ငဲရန်ရိုင်းနေလို့ဘယ်ဖက်လူးမကပြောတာလဲ What the ကောင်မလေးကမရိုင်းပါဘူးမရိုင်းပါဘူးသူကလည်းသူရင်ကြီးကြီးလေးနော်တသိမ်မွတ်မွတ်လေးပြောတာဘသူတွေတွေးထိုးလို့ထိုးမှန်းမသိတာဒါယုံပါတယ်နော်အရန်ရင်ကြီးတယ်ဆိုတာယုံပါတယ်ရင်းသားတွေလည်းဖြစ်ပြီးရှင်ရောတဲ့ကိုမင်းကိုကလေးလိုပဲခေါ်မယ်နော်တဲ့ဟုတ်ပါပြီရှင်းတဲ့ဒါနဲ့အသက်ကလည်း42ရှင်းတစ်နောင်ပရာသားယာနော်42ဆိုမှတော့အမေတို့အဖွားတို့အဲ့လိုခေါ်ရတော့မယ်အရွယ်ဖြစ်ကုန်ပြီအမေတို့အဖွားတို့မခေါ်ချင်တော့မှအတော်ခေါ်ရမယ်အရွယ်ဖြစ်နေပြီငါကောင်တို့ကနော်မင်းတို့ line ပေါ်မှာလဲနာမည်မေးပြီးလို့ရှင်အသက်ကလေးပါလေမေးအိမ်တော်ရှိလားမေးနော်တခုလက်လားမေးချင်းတွေကိုမေးပါနော်ငါကောင်တွေနော်ရင်တော့ကဘူးတစ်လုံးဆောင်အိုတော်မစင်းရတဲ့ဒီခေတ်ကြီးမှာအဲ့လိုမဟုတ်တော့မေးတစ်လုံးဆောင်အိုတော်ဒုက္ခမရောက်တော့ဘူးသဘောပေါက်လားမေးပါဒါယူနော်ဘာညာတာကအကုန်မေးပါငါကောင်တို့နော်ဒီခေတ်ကြီးက social media ခေတ်ဆို online ပေါ်ကယာရီကအရန်မယုံရပါဘူးဒါလေးကဟာတာလည်းဖြစ်တယ်လို့ပညာလေးရပါတယ် short ကျွန်တော်ရဲ့ reaction video လေးကဒီလောက်ပါပဲကျွန်တော်ဖတ်ပြရဲ့စာလေးတွေကိုသဘောကျရဆိုရင်ကျွန်တော်ရဲ့ Mr. ဖြိုးကြီး YouTube channel လေးကို subscribe လေးလုပ်ခြင်းပြအားပေးလို့ရပါတယ် sure bye bye ပါ